ကမ္ဘာကျော်ပြဿနာအရှုပ်ထုတ်ဖြစ်ရှိသူမဟုတ်အတာအူလာကြာရှုံးခင်လူမျိုးရေးဘာသာရေးကိုအခြေခံပြီးတော့ကြီးမားတဲ့ဘေးထွက်ဆိုးကျိုးတွေနဲ့ကြောင်းမဲ့ဖွေရကျင်းဖက်မှုစစ်ပွဲကြီးတစ်ခုကိုရခိုင်ပြည်မှာပုံဖော်ဖန်တီးခဲ့သူဟာအတာအူလာဆိုလို့ရှိရင်မမားပါဘူး။နေဆက်ကမူရစ်စေဝါနေနေမှုစစ်စင်ရေးမှာဘင်္ဂလားဒေ့ရှ်စစ်ထောက်နယ်ရေး DGFI အရာရှိတူကိုတက်ပြက်ခဲ့မှုနဲ့အခြားနေဆက်ဒေသကရာဇဝတ်ပြစ်မှုတွေအတွက်အတာအူလာနဲ့အာဆာခေါင်းဆောင်တွေကိုဘင်္ဂလားဒေ့ရှ်ကဖမ်းဆီးလိုက်ပါတယ်။အတာအူလာဆိုတာဘာလို့လဲအားလုံးပဲမင်္ဂလာပါ Freedom Speech ရှင်တွေကနေပြင်လည်ကြိုဆိုလိုက်ပါတယ်အတာအူလာဆိုတာဘာလို့လဲအတာအူလာအဘူအမ်မာဂျူနုနီဟာရခိုင်ပြည်ဇာတိမဟုတ်ပါဘူးပါကစ္စတန်မှာမွေးဖော်ပြီးတော့ငွေကြေးတက်နိုင်တဲ့အတိုင်းဝိုင်းကဆင်းသက်လာတဲ့ဖြစ်ပါတယ်သူ့ဖေကမောင်တော်မြောက်ပိုင်းဇာတိဖြစ်ပါတယ်ငယ်စဉ်ကဂရာရှိမြို့ကနမေကျော်ဒါရုယူလွန်စလန်ဘာသာရေးကျောင်းမှာတက်ခဲ့ပြီးတော့ပညာဆက်တင်ဖို့ဆော်ဒီအာရေဗီးယားနိုင်ငံရဲ့မြို့တော်ရီယက်ကိုမိသားစုအလိုက်ပြောင်းရွှေ့ချီချခဲ့ပါတယ်အတာအူလာဟာဗလီတစ်ခုမှာကိုရင်ကျင်းစာကိုအလွယ်ရွတ်ပြနိုင်တဲ့အတွက်ကြောင့်ဆော်ဒီနိုင်ငံသားတွေရဲ့အာယုံစိုက်မှုကိုရရှိပြီးတော့နာမည်ရလာပါတယ်အတာအူလာဟာမွတ်စလင်အိုရီဒူဘင်္ဂလီနဲ့အာရဗီဘာသာစကားကိုကျွမ်းကျင်စွာပြောဆိုနိုင်ပြီးတော့စေယုံရေးကောင်းသူဖြစ်ပါတယ်သူဟာအာကန်ရိုဟင်ဂျာကီတန်ရေးတက်ပြီးတော့ ARSA ကို2012ခုနှစ်ဆော်ဒီအာရေဗီးယားနိုင်ငံမကာမြို့မှာတည်ထောင်ခဲ့သူဖြစ်ပါတယ်အဓိကရည်ရွယ်ချက်ကတော့2012ခုနှစ်မှာဖြစ်ခဲ့တဲ့အတီကယုံမှာမွတ်စလင်တွေကိုဖိနှိပ်ခံရတယ်လို့မြင်ပြီးပြင်တိုက်မယ်လို့ဆိုပါတယ်2012ခုနှစ်မေလမှာရန်ပြည့်မြို့ကျောင်းနေမော်ကျေးရွာကရခိုင်အမျိုးသမီးတူကိုမွတ်စလင်3ဦးကအဓမ္မပြုကျင့်တပ်ဖြတ်ပြီးတဲ့နောက်တောင်ကုန်းမှာမွတ်စလင်10ဦးတပ်ဖြတ်ခံခဲ့ရပါတယ်အဲ့ဒီအမှုကနေလူမျိုးရေးဆက်ဆံအကျဉ်းဖတ်မှုတွေရခိုင်ပြည်အနှံ့ကိုကူးစက်သွားခဲ့ပါတယ်ပဋိပက္ခတွေကြောင့်တေဆုံဒဏ်ရာရသူယာနဲ့ရှိပြီးရှိခဲ့ပြီးတော့နှစ်ဖက်အတိုင်းဝိုင်းကြားတောင်းနှင်းချီတဲ့ပြည်သူတွေလည်းအိုးမိတ်အိမ်မိဖြစ်ခဲ့ရပါတယ်အဲ့ဒီပဋိပက္ခကိုအကြောင်းချပြီးတော့အတာအူလာဟာဆော်ဒီအာရေဗီးယားနိုင်ငံကနေရခိုင်ပြည်တွေကိုခိုးဝင်လာခဲ့ပါတယ်ရခိုင်ဒေသနေမွတ်စလင်တွေကိုကီတင်မယ်လို့အကြောင်းပြပြီး2013ခုနှစ်မှာအတာအူလာဟာမောင်တော်မြောက်ပိုင်းကိုကွင်းဆင်းပြီးတော့ဒေသခံမွတ်စလင်ဘာသာရေးခေါင်းဆောင်တွေကိုစီယုံပြီးရှိုးဝဲလှုံ့ဆော်မှုတွေစတင်လာခဲ့ပါတယ်ဘင်္ဂလားဒေ့ရှ်နေဆက်နဲ့မြေယူတောင်ကျောကိုအခြေပြုပြီးတော့နေချာဆောင်တက်တွေကိုတိုက်ခိုက်မှုတွေခက်ဆစ်စိတ်လုပ်ပြလာပါတယ်အတာအူလာဟာမျက်နှာဖုံးစွပ်လက်နက်ကင်ထားတဲ့အချင်းရင်တွေနဲ့ရိုဟင်ဂျာလွတ်မြောက်ရေးအတွက်တိုက်ခိုက်မယ်လို့ဗီဒီယိုကနေတဆင့်ကိုထင်ပြကျုံးဝါလာခဲ့ပါတယ်2016ခုနှစ်အောက်တိုဘာလမှာမောင်တော်မြို့နေချာကျောက်ရေစကန်3ခုကိုဝန်စီးနှင်းခဲ့ပြီးတော့ရစ်တက်သား9ဦးကိုတပ်ဖြတ်ခဲ့ပါတယ်နေချာကျောက်စခန်းကိုပျောက်ကြားစနစ်နဲ့မကြာခဏတိုက်ခိုက်ပြီးတော့မွတ်စလင်တွေကိုယုံကြည်လာအောင်လုပ်ပြပါတယ်အဲ့ဒါကြောင့်မွတ်စလင်လူငယ်အချို့ကလည်းအတာအူလာကိုကီတင်ရှင်အဖြစ်အမြင်နဲ့တပိတ်ခံပြီးပူပေါင်းလာကြပါတယ်အဲ့ဒီအချိန်ကအရင်ကနေရှိနေမိသားဖြစ်တဲ့ဝါရင်မွတ်စလင်လက်နက်ကိုင်အဖွဲ့ RSO ရဲ့အားပြောရှင်ဖြစ်နေတဲ့အတွက်ကြောင့်အာဆာအတွက်အခွင့်ကောင်းရခဲ့ပါတယ်ကမ္ဘာကျော်အချင်းဖတ်မှုကိုပုံဖော်ခဲ့တဲ့အာဆာတက်ဟာ2018ခုနှစ်ဩဂတ်လ25ရက်နေ့မှာဘူးတီတောင်မောင်တော်ရတိတောင်ကတရင်ဌာနချုပ်တစ်ခုနဲ့ရေစကန်30ကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီဖြစ်စဉ်မှာရခိုင်ဒေသကမြို့ခမီတက်ဒိုင်းနဲ့မရမာလူဦးရေ300ထက်မနည်းကိုအာဆာကတက်ပြက်လိုက်ပါတယ်အဲ့ဒီထဲမှာမောင်တော်မြို့နေခမောင်းစိတ်ရေးပေါ်ကြားနဲ့မြို့သူကြီးကျွေးရော်တို့ကဟိန္ဒူဘာသာဝင်100ကျော်လေးတည်ဆုံခဲ့ရပါတယ်အဲ့ဒါကြောင့်အာဆာကိုအကျဉ်းဖက်အဖွဲ့ဖြစ်မြန်မာအစိုးရကကြီးညာခဲ့ပါတယ်မြန်မာစစ်တပ်ကလည်းဇွေးမဲ့ဟုံစစ်စင်ရေးအမိနဲ့အာဆာကိုနှိမ်နင်းခဲ့ပါတယ်အဲ့ဒီတည်းအရသားမွတ်စလင်တွေကိုမြန်မာစစ်တပ်ကစုလိုက်အပြုံလိုက်တက်ဖြတ်မီးရှို့ဖြစ်စီကမွတ်စလင်တွေတွေ့ရင်အပြောင်ရှင်းရမယ့်ဗျူဟာကိုကျင့်သုံးခဲ့ပါတယ်အဲ့ဒါလိုပြင်းထန်လာတဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်မွတ်စလင်ကြေးရွာယာနဲ့ရှိမီးရှို့ခံရပြီးတော့လူဦးရေ9သိန်းကျော်ဟာလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခိုလုံခဲ့ရပါတယ်အဲ့ဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲအဖြစ်မြန်မာစစ်တပ်နဲ့ခေါင်းဆောင်တွေကိုလူမျိုးတုံးတက်ဖြတ်မှုနဲ့ပြည်ပဆိုင်ရာတရားရုံး ICJ နဲ့ ICC တို့မှာတရားစွဲခံထားရပါတယ်အဲ့ဒီဖြစ်စဉ်ကိုစဉ်ဆက်ကြည့်မယ်ဆိုလို့ရှိရင်အတာအူလာကျင်းစင်မှုရဲ့တက်ရောက်မှုဖြစ်ပြီးကမ္ဘာစာမျက်နှာမှာမွတ်စလင်တွေရဲ့နာမည်ရလာပါတယ်ဒုက္ခသည်စခန်းအတွင်းဂျမ်ဖတ်မှုအတာအူလာရဲ့လုပ်ရတဲ့မြန်မာစစ်တပ်ရဲ့ညီနှဲမှုတွေကိုပြည်သူတွေကအများဆုံးခံစားခဲ့ရပြီးဒီကနေ့ထိဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာမွတ်စလင်တွေနေထိုင်ကြဆဲဖြစ်ပါတယ်မြန်မာစစ်တပ်ရဲ့စစ်စင်ရေးဟာမွတ်စလင်ပြည်သူတွေဘဝအတိဒုက္ခတက်ရောက်စေခဲ့ပါတယ်2019နောက်ပိုင်းအတာအူလာဟာလည်းဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာခိုလုံပြီးအင်အားတစ်ဖင်ပြင်လည်မွေးဖွားလာခဲ့ပါတယ်အဲ့ဒါအပြင်အာဆာဟာဘင်္ဂလားဒေ့ရှ်နေဆက်မှာမူရစ်စုဝါကုန်သွယ်မှုတရားမဝင်မော်ကိုပစ္စည်းတင်သွင်းမှုတွေနဲ့တက်ရင်ငွေကိုထက်မှန်အားဖြည့်လာခဲ့ပါတယ်အတာအူလာဟာအာဖဂန်နစ္စတန်နဲ့ပါကစ္စတန်မှာရှိတဲ့အကြမ်းဖက်အုပ်စုတွေထဲကကူညီတွေရယူပါတယ်အာဆာဟာမွတ်စလင်စီးပွားရေးလုပ်ငန်းရှင်တွေကြီးကစကြဲကောက်ပါတယ်စီးပွားရေးသမားတွေကိုပြင်ပေးဆွဲပါတယ်
လူသက်မှုတွေကိုပေါ်ပေါ်တင်တင်တောက်လျှောက်ကျူးလွန်ပါတယ်အဲ့ဒီအချက်တွေကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကသိပေမဲ့လစ်လျူရှုထားပါတယ်အာဆာဟာဒုက္ခသည်စခန်းတွေမှာအာဏာကြီးစိုးရေးအတွက်ဝေဖန်သူတွေကိုတက်ပြပြီးအကြောက်တရားသွင်းအုပ်ချုပ်ပါတယ်ထင်ရှားမှုတစ်ခုက2021ခုနှစ်စက်တင်ဘာလမှာမွတ်စလင်ဒုက္ခသည်စခန်းကလူရှိလူခင်များသူမူဟီဘူလာကိုတပ်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါနဲ့အတူ RSO ကလည်းစခန်းတွဲဩဇာတိဆောက်လာတဲ့အတွက်ကြောင့်အာဆာနဲ့ RSO တို့စခန်းတွဲမှာမကြာခဏပြစ်ခတ်မှုတွေဖြစ်ပြီးနေဆက်မှာလည်းတိုက်ပွဲတွေဖြစ်ခဲ့ကြပါတယ်။အဲ့ဒီအခြေအနေတွေကြောင့်ဒုက္ခသည်စခန်းမှာလည်းလူရှုံမှုကင်းမဲ့စေခဲ့ပါတယ်။အဲ့ဒီအခြေအနေတွေကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကမသိကျူးချင်းပြုနေစေဖြစ်ပါတယ်။ရင်သူဘဝမှာမိတ်ဆွေဖြစ်သူ2019ခုနှစ်မှာအကျိန်နေရင်သူအဖြစ်တိုက်ခိုက်ခဲ့ကြတဲ့မြန်မာစစ်တပ်နဲ့အာဆာတို့ဟာတဖန်လေဘဲဖက်မိတ်ဆွေကွေတို့ရောက်တော့ပြင်ပါတယ်။ကျင်းပအဖွဲ့လို့ကြီးညာထားတဲ့အာဆာနဲ့စစ်ကောင်စီတို့ပူးပေါင်းတော်မှုအပေါ်မြန်မာပြည်သူတွေကပြင်းပြင်းထန်ထန်ဝေဖန်မှုတွေထွက်ပေါ်လာပါတယ်။ရခိုင်ပြည်သိမ်းတိုက်ပွဲအချိန်မြင့်လာတဲ့အချိန်အာဆာဟာအခွင့်အရေးရယူလိုကြောင်းစစ်ကောင်စီနဲ့မဟာမိတ်ဖွဲ့ကအာရခတက်တော် AA ကိုတိုက်ခိုက်ပါတယ်။စစ်ကောင်စီကလည်း AA ကိုအောင်နိုင်ရေးအတွက်အာဆာပေါ်လက်နက်အကူအညီနဲ့လုပ်ပိုင်ခွင့်များစွာကိုပေးပြီးတော့သူကောင်းပြုမြောက်စားလာပါတယ်။AAကိုတိုက်ထုတ်နိုင်လို့ရှိရင်ဦးသီးတော်မောင်တော်ကိုအာဆာစီကိုပေးမယ်လို့စစ်ကောင်စီကဂတိကဝက်ပြုခဲ့ကြောင်းစစ်ကောင်စီရဲ့ရှုံးဝက်ချက်တွေပေါ်ထွက်လာခဲ့ပါတယ်။စစ်ကောင်စီမျက်နှာသာပေးမှုနဲ့အာဆာဟာဦးသီးတော်မြို့ပေါ်ကရခိုင်နေအိမ်တွေကိုမီးရှို့တာတွေသူတို့ကိုမထောက်ခင်တဲ့မွတ်စလင်တွေကိုတပ်ဖြတ်တာတွေစတဲ့စစ်ရာဇဝတ်မှုများစွာကိုကျူးလွန်ခဲ့ပါတယ်။ AAကိုတိုက်ခိုက်ဖို့လိုအပ်တဲ့စစ်သားအရင်အမြစ်တွေကိုဦးသီးတော်မောင်တော်နဲ့ဒုက္ခသည်စခန်းကလူငယ်တွေကိုချင်းချောက်အကြက်ကန်ပြီးစစ်ကောင်စီစီကိုအာဆာကတပ်သားရောင်းစားခဲ့ပါတယ်။တိုက်ပွဲတွေမှာလည်းစစ်ကောင်စီဘက်ကနေအပြင်းထန်ခုခံခဲ့ပေမဲ့ AAC မှာအရင်နေပြီးတော့အာဆာဟာဒုက္ခသည်စခန်းတွေစီကိုတက်ဆုပ်ခဲ့ရပါတယ်။အာဆာဟာတော်လှန်ရေးနိုင်ငံရေးခိုင်မာတဲ့ရက်တည်ချက်မူဝါဒမရှိပေဓမြအဆင့်နဲ့မာယိုရေးစင်တဲ့လုပ်ရက်တွေနဲ့အရှင်ကုန်ခဲ့ပါတယ်။မွတ်စလင်အမျိုးသားရေးကိုပန်းပြပြီးမြန်မာစစ်တပ်ကိုတိုက်ထုတ်လိုက်မြန်မာစစ်တပ်နဲ့မဟာမိတ်ဖွဲ့လိုက် AA ကိုတိုက်လိုက်တဲ့မျက်နှာများတဲ့အာဆာကိုမွတ်စလင်တွေကလက်မခံတော့ပါဘူး။ပြီးတော့မောင်တော်ဒေသကို AA သိမ်းပိုက်ပြီး2024နှစ်ကုန်ပိုင်းမှာ AA ကိုပြင်တိုက်မယ်လို့ဒုက္ခသည်စခန်းကနေထပ်မံကြေညာလာခဲ့ပါတယ်2024-2025ယခုအချိန်ထိဘူးသီးတောင်ရတိတောင်မောင်တော်ဒေသနေရခိုင်နဲ့မြို့နယ်စုတွေကိုမကြာခဏအကျဉ်းဖက်တိုက်ခိုက်တက်ဖြတ်ပါတယ်အာဆာခေါင်းဆောင်ဟာဒုက္ခသည်စခန်းကိုလူသားရင်းမြစ်စုဝေးရနေရလို့တလို့ရှိနေပါတယ်အဲ့ဒါလို့ဒုက္ခသည်တွေကိုပြစ်မှတ်ထားတက်ဖြတ်မှုတွေကျူးလွန်ခဲ့တဲ့အတွက်ကြောင့်ဘင်္ဂလားဒေ့ရှ်ကနိုင်ငံတကာရာဇဝတ်ခုံရုံးမှာတရားစွဲတင်ကြောင်း40တိုက်ကတောင်းဆိုပါတယ်။ဒါနဲ့အတူဒုက္ခသည်စခန်းတွင် RSO အာဆာနဲ့မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေကလေ2021ကနေ2024ခုနှစ်အတွင်းလူ120ထက်မနည်းကိုတပ်ဖြတ်ခဲ့ကြောင်း40တိုက်ကထောက်ပြပါတယ်။အာတာအူလာချချုံခဲ့တဲ့စဉ်းစားစရာတွေ။အဲ့ဒါလို့ရခိုင်ရေးမှာနနွေးရှုပ်ထွေးတဲ့ပဋိပက္ခတွေကိုစစ်သုံးနှစ်ကြာဖန်တီးခဲ့တဲ့အာတာအူလာကိုအရင်တုန်းကဖမ်းဆီးဖို့ပြက်ကွက်ခဲ့တဲ့ဘင်္ဂလားဒေ့ရှ်ဟာဒီကနေ့ချိန်မှာဖမ်းဆီးလိုက်ခြင်းဟာရိုးရှင်းမနေပါဘူး။အာရခတက်တော်ဟာနေစစ်ပါဝင်ရခိုင်တပြည်လုံးနှိမ့်ပါကိုသိမ့်ပိုက်ထားခြင်းဒုက္ခသည်စခန်းတွေကိုကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ရောက်လာပြီးချိန်နဲ့တိုက်ဆိုင်နေပါတယ်။ကုလသမဂ္ဂအကြီးအကဲကမွတ်စလင်တွေနေရပြည်နိုင်ရဲ့အဖြစ်ရှာဖို့ AA နဲ့ဆက်ဆံရမယ်။ဘင်္ဂလားဒေ့ရှ်အကြီးအကဲ UNES ကလည်းဒုက္ခသည်တွေနောက်နှစ်မှာအိမ်ပြန်ရမယ်လို့ကတိပြုထားပါတယ်။အဲ့ဒီအကြောင်းအရာတွေကိုသုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်ဟာဒုက္ခသည်အရေးရခိုင်အရေးနဲ့ပတ်သက်ပြီးရစ်တရှယ်စဉ်းစားပုံမဟာဗျူဟာတွေစတင်ပြောင်းလဲလာပြီလား။ဒါမှမဟုတ်နိုင်ငံရေးကစားကွက်တစ်ခုလား။ဒုက္ခသည်အရေးကိုကဘာကစိတ်ဝင်စားမှုထက်မှန်မြင့်တက်လာဖို့အယူတစ်ခုဖန်တီးပြခြင်းလားအဆုံးထိတည်ရှိပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်လာမယ့်ဗီဒီယိုတွေမှာဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့စည်ရင်းနိုင်ငံရေးသတင်းဆောင်ပါတွေကိုတင်ပြသွားမလဲဆိုတာကိုကျွန်တော်တို့ရဲ့ Freedom Speech Channel ကို Like and Subscribe လုပ်ပြီးစောင့်မျှော်အားပေးခဲ့ကြဖို့မမေ့ကြပါနဲ့